ကလေးကိုမွေးစားကနေအသက်6လအထိမိခင်တို့တစ်မျိုးတည်းသာတိုက်ကျွေးပေးရပါမယ်ကလေးငယ်ရဲ့အာဟာရအတွက်မိခင်တို့တစ်မျိုးတည်းကကောင်းကောင်းလုံလောက်ပါတယ်မြည်သည့်အရာမှတိုက်ကျွေးပေးစရာမလိုအပ်ပါဘူးတကယ်လို့များအဲ့ဒီအချိန်မှာတခြားအစာတွေရေတွေသာတိုက်ကျွေးခဲ့မယ်ဆိုရင်မလိုလားအပ်တဲ့ယောဂပိုးတွေဝင်ရောက်လာနိုင်ပြီးတော့ကလေးကိုထိခိုက်စေပါတယ်ရှင်ကလေးကိုအာဟာရပြေဝပြီးတော့ကျန်းမာနေစေဖို့အတွက်အစာအုပ်စုတွေကိုစုံလင်မျှတအောင်ကျွေးပေးရမှာပဲဖြစ်ပါတယ်ရှင်။ကစီလက်ကျွဲဝါတဲ့အစာအစာတွေဖြစ်တဲ့ဆန်၊ဂျုံ၊ပြောင်း၊အာလူ၊ကစုံဥစတဲ့အစာအစာတွေဗီတာမင်နဲ့သတ္တုတက်ကျွဲဝါတဲ့အစာအစာတွေဖြစ်တဲ့ဟင်းသီးဟင်းရွက်နဲ့တတိဝလံတွေအသားတက်ကျွဲဝါတဲ့အစာအစာတွေဖြစ်တဲ့အသား၊ငါး၊ပဲမျိုးမျိုး၊ကြက်ဥ၊ဘဲဥစတဲ့အစာအစာတွေကိုစုံလင်မျှတအောင်ကျွေးပေးရမှာပဲဖြစ်ပါတယ်ရှင်။ဒါအပြင်အစားအစာကိုမပြင်ဆင်ခင်နဲ့ကလေးကိုမကျွေးခင်မှာပြင်ဆင်ကျွေးမွေးတဲ့သူအနေနဲ့လက်ကိုဆက်ပြာနဲ့တေချာတက်ဆင်အောင်ဆေးကြောရမှာပဲဖြစ်ပါတယ်ရှင်။နို့တိုင်းမိခင်တွေအနေနဲ့လည်းမိမိရဲ့ကလေးကိုအာဟာရပြည့်ဝပြီးတော့ကျန်းမာနေစေချင်တယ်ဆိုရင်ကိုယ်တိုင်ကလည်းအစာအုပ်စု3စုကိုညီညွတ်မျှတအောင်စားပေးရမှာပဲဖြစ်ပါတယ်ရှင်။